Man United ကွင်းလဲကိုဘလို့ပြန်လဲတိဆောက်မလဲ Manchester United ရဲ့ကွင်းလဲပိုင်းကိုအကြီးစားပြန်လဲတိဆောက်ဖို့ rebuild အချိန်တိုင်ပြီဆိုတာအားလုံးအတိအကျဖြစ်ပါတယ်လက်ရှိကွင်းလဲလူ3ယောက်ပဲရှိတော့တဲ့အနေထားမှာ Casemiro ကလည်းနွေရာသီမှာထွက်ခွာဖို့များနေတယ်လို့ Ugarte ရဲ့အနာဂတ်ကလည်းမသေးကြလားပါဘူးဒါကြောင့်နှုတ်ရာသီအတွက် United အနေနဲ့အနည်းဆုံးကွင်းလဲလူ4ယောက်လောက်လိုအပ်နေတာပါဒီနေ့မှာတော့ Premier League ထဲကနေပဲခေါ်ယူတဲ့ကွင်းလဲလူပုံစံ3မျိုးကိုကြည့်ကြည့်လိုက်အောင်ပါတစ်ကဖန်တီးမှုအားကောင်းတဲ့ passing midfielder Adam Warden passing ကောင်းကောင်းနဲ့ပွဲကိုထိန်းချုပ်ခြင်းနဲ့ဆိုရင် Crystal Palace က Adam Warden ဟာအကောင်းဆုံးရွေးချယ်မှုပါ one of a left foot သူရဘဲဂျေကတကယ်ကိုအမော်ဆန်ပါတယ်သူကနောက်တန်းရှေ့မှာအေးဆေးဆေးဘေးတိုက်ပေးနေတဲ့ကစားသမားမျိုးမဟုတ်ပဲရှေ့တန်းစီကိုဘောလုံးအမြန်ရောက်အောင်ပို့ပေးနိုင်တဲ့ progressive passer မျိုးပါ tight spaces နေရာချင်းချင်းလေးတွေထဲမှာကစားရလာကျွမ်းကျင်တယ်လို့ကွင်းရဲ့တစ်ဖက်ကနေတစ်ဖက်ကိုအကူအပြောင်းလုပ်ရမှလည်းအလွန်ထက်မြက်ပါတယ်one touch passing သူ့ရဲ့ထိချက်တွေကမြန်ဆန်လုံးလို့ Michael Carrick ရဲ့ကစားကွက်အောက်မှာအဝင်ခွင့်ကြထိမဲ့သူပါနှစ်ကဘောလုံးလူရမှာဆရာကြလဲ ball winners Onana နဲ့ဘာလဲပါအတင်းရဲ့ခံစစ်ကိုအားကားပေးဖို့ဆိုရင် Onana ဒါမှမဟုတ်ဘာလဲပါကအဖြေပါပဲအမာဒူ Onana အရက်အမောင်းမြင်မာနီခြေတန်းရှည်တာကြောင့်တခြားသူတွေမမီနိုင်တဲ့အနေအထားကနေဘောလုံးကိုဖျက်ထုတ်နေပါတယ် physical အတားချက်ကအန်အော့ဖို့မှာပဲ Carlos Baleba Onana လောက်အရက်မရှိပဲမဲ့ညာနှုံးကပိုကောက်ပါတယ်ကွန်ဖျဲကြီးကြီးတွေကိုပြေးလွှားပိတ်ဆို့ဖို့ recovery အကဆိုရင်သူကအကောင်းဆုံးပါပဲ၃ကအစုံရကစားသမားများ Jack of all trades တွေပါ Fernandes Tonali နဲ့ Elliot Anderson တီတန်စကဲတခုတည်းမဟုတ်ပဲအားလုံးကိုခြုံငုံလွတ်ဆောင်နိုင်တဲ့ကစားသမားမျိုးတွေပါ Matheus Fernandes West Ham တန်းစင်တော့ကရင် United အနေနဲ့လက်မလွတ်တဲ့ကစားသမားပါ Sandro Tonali Newcastle ကနေထွက်ခွာဖို့အခွင့်အရေးရှိနေပြီးခံစစ်ရောတိုက်စစ်ပါကူညီနိုင်သူပါ Elliot Andersonလက်ရှိကမ္ဘာအပြောအများဆုံးကွင်းလေလူစည်ရင်ဝင်ထနေပြီးဖီအားဒီထဲမှာဘောလုံးကိုကောင်းကောင်းထိန်းထားနိုင်စွမ်းရှိပါတယ်ဒီကစားသမားတွေအားလုံးဟာ Premier League ထဲမှာပဲခြေစွမ်းပြော့နေသူတွေဖြစ်လို့အသင်းနဲ့ချက်ချင်းအံဝင်ခွင်ကျသွားနိုင်ပါတယ်အန်မင်းရဲ့အမြင်ကတော့ United အသင်းရဲ့အားနည်းချက်ထင်နေတဲ့ကွင်းလေကိုဒီထဲကကစားသမားအနည်းဆုံး2ယောက်လောက်နဲ့ဖြည့်တင်းတင်ပါတယ်တခုရှိတာကတော့ဒီကစားသမားတွေအားလုံးကလာမယ့်အပြောင်းရွှေ့မှာလူတိုင်းကြိုက်တဲ့နှင်းစက်ခိုင်းတွေထင်နေနိုင်မှာမို့ခေါ်ယူဖို့ခက်ခဲနိုင်ပါတယ်အခုကြည့်နေတဲ့တဲ့ United fan တွေပိုင်းဘသူ့ကိုပိုကြိုက်တယ်လဲမှန်သွားခဲ့နိုင်ပါတယ်ဒီနေ့ပြတော့ဒီလောက်ပါပဲ page နဲ့ channel ကိုလည်း follow and subscribe လုပ်သွားပါအောင်ဗျကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်